platform တွေအကြောင်းပေါ့နော် Android ဒီ operating system တွေကိုဘယ်မှာတွေ့နိုင်သေးလဲပေါ့နော်ဖုန်းတွေအပြင် Chromebook တွေမှာတွေ့နိုင်တယ် Android TV တွေ Android Auto နောက်တစ်ခါလက်ပတ်နာရီတွေမှာဒီ OS ကိုထည့်ပြီးတော့သုံးနိုင်တယ်ပေါ့နော်ဒါအဓိက Android က Google ရဲ့ဟာပေါ့နော် Google Android platform ကဆိုရင်ဒီအသုံးအများဆုံး operating system တွေကတစ်ခုဖြစ်တယ်ပေါ့နော်သူကဖုန်းတွေ tablet တွေအတွက်ပဲဆိုပြီးတော့ကန့်သက်ထားတာမျိုးမရှိဘူးပါပြီးလို့ရတယ် device တော်တော်များများမှာသုံးလို့ရတယ် laptop တွေ TV smartwatch တွေနဲ့ကားတွေမှာတော့သုံးလို့ရနေပြီပေါ့နော်ဆိုတော့ Chromebook ကကြတော့ laptop အသေးစားတစ်မျိုးပဲပေါ့နော် portable laptop တစ်မျိုးဖြစ်ပြီးတော့ကြတော့ Android application တွေ run လို့ရတဲ့ laptop မျိုးပေါ့နော်ဆိုတော့ဒီ Chromebook က Google Chrome OS ပေါ်မှာအဓိကအလုပ်လုပ်တယ်။သူက Chromebook အတွက် application တွေတိစောက်တဲ့အခါမှာရိုးဖုန်းအတွက် application တစ်ခုတိစောက်ထားပြီးသားအဲ့ဒါကို Chromebook အတွက်သုံးချင်တယ်ဆိုရင်နည်းနည်းလေးပြင်လိုက်တာနဲ့သူက Chromebook အတွက်ပါသုံးလို့ရသွားပြီပေါ့နော်ဒီ application ကိုတိစောက်ပြီးတာ application ကိုစကနေပြန်ပြီးတိစောက်စရာမလိုဘူးသူသတ်မှတ်ထားတဲ့ပြင်စရာရှိရတာလေးနည်းနည်းပြင်လိုက်တာနဲ့သူကအဲ့ဒီ laptop မှာအဲ့ဒီ application ဖုန်းထဲက application ကသုံးလို့ရသွားတယ်လို့မျိုးပေါ့နော်အဲ့တော့ Android TV ကကြတော့ဗာလဲဆိုတော့ဒီအခု TV မှာအဓိကကတော့ဒီဖုန်းတစ်လုံးလို့ TV ကသုံးစရာတော့မလိုဘူးဒါပေမဲ့နှိပ်တဲ့အခါမှာပို့ပြီးတော့ smooth ဖြစ်လာရပေါ့နော် TV screen ကြီးကဖုန်း screen လိုမျိုးပဲဒီမှာဆို home ပါမယ် shop ပါမယ် discover ပါမယ် app ပါမယ်ဒါမျိုးတွေနှိပ်လို့ရလာတာဒါ Android TV ပေါ့နော် smart ဖြစ်လာပို့ပြီးတော့ TV ကပို့ပြီးတော့ smart ဖြစ်လာရိုး traditional TV လိုမျိုးမဟုတ်တော့ဘဲနဲ့ဖုန်းတစ်လုံးလိုမျိုး navigate လုပ်လို့ရမယ် screen တွေရွှေ့လို့ရမယ် web screen တောက်လို့ရရင်ဒီ web screen တောက်လို့ရမယ်ဖုန်းတစ်လုံးလိုမျိုးအလုံးလုပ်လို့ရလာတာ navigate ကောင်းကောင်းလုပ်လို့ရလာတာမျိုးပေါ့နော်ဒါ Android TV ဆိုပြီးတော့ဖြစ်လာတော့နောက်တစ်ခါခုနောက်ပိုင်းမှာဆိုရင်ဘာတွေပါလာသေးလဲဆိုတော့ကြတော့ voice control feature လို့ခေါ်တဲ့အတန်နဲ့ဒီဘယ်ကားကြည့်မယ်ဒါမျိုးတွေအထိဒါ Android ဖုန်းတွေနာလက်ပတ်နိုင်လိုမျိုးအထိသူက complete control လုပ်လို့ရနေပြီပေါ့နော် Android TV อ่ะဆိုရင်လေအဲ့တော့ Android Auto ပေါ့ Android Auto ကကြတော့ဒါကားထဲမှာသုံးနေတာပေါ့နော်ကားထဲမှာဒီဖုန်းလိုမျိုးသုံးနေရ screen တစ်ခုပါတယ်လေကားထဲမှာအဲ့ဒါကသူကကား manufacturer တွေကကားတီထွင်တဲ့လူတွေကကားတစ်ခုထွက်လာတိုင်းမှာဒီအဲ့ feature တွေလိုက်ပြီး update လုပ်နေတာနော်အဲ့ဒီ screen ကိုလိုက်ပြီး update လုပ်နေတာအဲ့တော့အဲ့လိုမျိုးလုံးဝအစားပေါ့နော်ဘာလို့လိုက်လဲဆိုတော့ Android ကသူကကိုယ့်ရဲ့ဖုန်းကိုအဲ့ဒီ screen မှာ plug လုပ်လိုက်တယ်နဲ့ကိုယ့်ဖုန်းအတိုင်းပဲအဲ့ဒီဒီကားတွေက screen မှာပါသုံးလို့ရသွားတာမျိုးအဲ့ဒါ Android Auto ပေါ့နော်အဓိကတော့ဒီမှာဆိုရင်ဒီအမြဲတမ်း improve လုပ်နေရတာမလုပ်ချင်တော့ဘူးအဲကြောင့်မို့လို့improve မလုပ်ချင်တော့ကြတော့တဖြည်းဖြည်းနဲ့ out of date ဖြစ်လာ improve လည်းမလုပ်နိုင်တော့ကြတော့out of date ဖြစ်လာတာကနေပြီးတော့ကာကွယ်ဖို့driver တွေကဒီဟာမသုံးတော့ဖုန်းမဲ့သုံးတော့တာဟုတ်တယ်မလားဖုန်းက up to date ပဲလေအဲ့တော့ဖုန်းမဲ့သုံးတော့တာကားမောင်းတဲ့လူကအဲ့တော့အဲ့လိုအဲ့ပြဿနာကိုဖြေရှင်းမှု Google ကဘာလုပ်လိုက်လဲဆိုတော့ plug and play ပေါ့နော် Android Auto ဆိုပြီးတော့ထုတ်လိုက်တယ်ကိုယ့်ရဲ့ဖုန်းကိုအဲ့ဒီကားရဲ့ display မှာ connect လုပ်လိုက်တာနဲ့ကိုယ့်ဖုန်းအတိုင်းပဲဒီကား display မှာပေါ်ပြီးတော့သုံးလို့ရသွားတယ်ပုံစံမျိုးပဲပေါ့နော်အဲ့တော့ဒီက Wear OS ကတော့ဒါလက်ပတ်နိုင်ပေါ့နော်အဲ့ဒီလက်ပတ်နိုင် iWatch မဟုတ်တဲ့ဟာတွေအကုန်လုံးကအောက်မှာ Android ကိုသုံးတာပဲပေါ့နော်ဆိုတော့သူက smartwatch တွေတခြားလက်ပတ်လို့ရတဲ့ဟာတွေမှာလည်းသုံးတယ်အဓိက Android ဖုန်းနဲ့ TV တွေလိုမျိုးပဲ Google Play Store ကနေသူ့ရဲ့ application တွေကို down လို့ရတယ်ပေါ့နော်ငကိုတော့ကတော့ဆက်စချင်း release လုပ်တဲ့ငကို version တွေမှာတော့ကြတော့ဒီလက်ပတ်နိုင်က application တွေကို mobile phone တွေကနေတဆင့် down ရတာပေါ့နောက်ပိုင်းတော့ဒီကသူ့ဟာသူဒီလက်ပတ်နိုင်ကနေပြီးဝင်ပြီး down လို့ရနေပြီပေါ့နော်